Hello အားလုံးလာပါဒီလိုမျိုးနေပြန်လဲကြိုလိုက်ပါတယ်မတ်ကိုဟီနဲ့အပြောင်းရွှေ့ကဟီဝီကိုတော့မှာလားပေါ့နော်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်အနေငယ်လေးဆွေးနွေးကြည့်အောင်မို့ကျွန်တော်ဒီနေ့တက်နေတဲ့သတင်းတွေရဆိုလို့ရှိရင်ကစားသမားCrystal Palace ပေါ့နော်ကျွန်တော်ပထမဆုံးတစ်ခုပြောချင်မယ်ဆို Crystal Palace ကအခု Sporting Leicester မွေးကစားသမားကိုခေါ်မှုဆိုင်ရာသဘောတူညီမှုရသွားပြီဆိုပြီးတော့တချို့ report တွေကသိရတယ်ပေါ့နော်အထားပါတော့မတ်ကိုဟီရဲ့ bucket အတွက်ခြားကစားသမားတစ်ယောက်လည်းကန်းလန်းနေရပါညာဆိုတဲ့သတင်းတွေကအများကြီးထွက်ပေါ်နေပေါ့နော်အဲ့တော့ပြောချင်တာကတော့ဟိုကစားသမားသဘောတူညီမှုရသွားဖြစ်တဲ့အတွက်မတ်ဂူကြီးကထွက်ဖို့တော့သိရသလောက်ရှိသွားပြီလီဗာပူးနဲ့လည်း personal တန်းရသဘောတူညီမှုရသွားပြီကျွန်တော်တို့တချို့ report တွေမှာဆိုလို့ရှိရင်နီးပြအာနီစလောတို့ရစ်ချာဟူတို့နဲ့လည်းဖုန်းပြောဆိုမှုတွေရှိခဲ့တယ်ဆိုပြီးတော့ကျွန်တော်တချို့ report တွေရသိရတယ်ပေါ့နော်ပြီးရင်ကစားသမားနဲ့ personal တန်းရတဲ့သဘောတူညီမှုရထားတယ်ပြီးရင်ကစားသမားကလည်းငါနဲ့စာချုပ်ချုပ်ဆိုမယ်ပြီးရင်တဘောဦးလည်းပွဲတက်ခွင့်ကစားသမားကတော့ပွဲတက်ခွင့်တောင်းတဲ့ဟာတော့ပါတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာတော့မရှိဘူးပထမ report တွေမှာတော့ကစားသမားကလီဗာပူးကိုသဘောကျတယ်လီဗာပူးသင်းကိုပဲပြောင်းနေတယ်ဒါပေမဲ့ပွဲတက်ခွင့်အတွက်တော့သူ့ဘက်ကဆွေးနွေးခြင်းနေပေါ့နော်ပွဲတက်ခွင့်ရခြင်းနေပေါ့ဘာလို့လဲဆိုတော့သူလာမဲ့ World Cup အတွက်သူကန်ကျင်တာဖြစ်တဲ့အတွက်ပွဲတက်ခွင့်တော့ရခြင်းနေဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖော်ပြထားမရှိဘူးအဲ့တော့ဖော်ပြချက်တွေရသလိုရှိရင်လီဗာပူးကအာနေစလောနဲ့ရစ်ချာဟူရိုနဲ့ကမတ်ဂူရီနဲ့ဓာတ်ရဖုန်းပြောဆိုမှုတွေရှိခဲ့တယ်အဲ့ဒါကကစားသမားနဲ့လည်းသဘောတူညီမှုတွေလည်းရသွားခဲ့ပြီဆိုပြီးတော့ဖော်ပြတယ်ပေါ့နော်ပြီးတော့ကစားသမားကလည်းဒီကျွန်တော်တို့အာနီစတိုရဲ့ project တွေကိုလည်းသဘောကျတယ်ဆိုပြီးတော့လည်းတချို့ report တွေမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့တခုတိုင်ပတ်နေတာကကျွန်တော်တို့ကကစားသမားဘက်ကတော့ဟုတ်ပြီဒါပေမဲ့ပေးလီနဲ့ကသဘောတူညီမှုကတော့မရသေးဘူးကစားသမားကစလုံးကတစ်နှစ်ပဲကျန်တော့တယ်ဒါပေမဲ့ပေးလီဘက်ကတော့တန်း50တန်း60လောက်ခေါ်ခြင်းနဲ့လီဗာပူးဘက်ကတော့35 plus 5တန်းဒါမှမဟုတ်တန်း30အဲ့လောက်ပမာဏထပ်ပို့ပြီးမပေးခြင်းဘူးဒါမှမဟုတ်လို့ရှိရင်တချို့အရင်တော့ကျွန်တော်တို့ tier 3လောက်ဖော်ပြချက်တဲ့ report တွေရဆိုလို့ရှိရင်ဘန်ဒုတ်နဲ့ကစားသမားကျွန်တော်တို့ဒီဘန်ဒုတ်နဲ့လဲမယ်ဆိုပြီးတော့လည်းဖော်ပြနေရသိရတယ်ပေါ့နော်အဲ့တော့တချို့အားဒီမှာတချို့သတင်းဌာနမှာဆိုလို့ရှိရင်လည်းကြီးမားကွာချက်တွေရှိနေတယ်ဒါပေမဲ့ကျွန်တော်အထင်နဲ့ဆိုလို့ရှိရင်တော့ဒီသတင်းဒီ report ရဆိုရင်တော့ကြီးမားကွာချက်ရလို့တော့မဟုတ်ဘူးဘာပြောတန်း10တန်း5တန်းလောက်ပဲကွာချားတယ်လို့ပဲကျွန်တော်မြင်နေပေါ့နော်ဒါပေမဲ့ကစားသမားကလည်းလီဗာပူးမှာလီဗာပူးဖြစ်နေတယ်လီဗာပူးအသင်းကိုပဲပြောင်းချင်တယ်အဲ့တော့လီဗာပူးကလည်းဒီကစားသမားတယောက်တည်းကိုစောင့်ကြည့်ရတာမဟုတ်ဘူးဒီနေ့ဖာဗီဇီယိုရဲ့ဖော်ပြချက်အရဆိုရင်ကစားသမားကဒီလီဗာပူးကဒီကစားသမားတယောက်တည်းကိုလည်းမဟုတ်သေးဘူးလူငယ်သမားတယောက်ကိုလည်းစောင့်ကြည့်နေတယ်ဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်အဲ့တော့ဘယ်လိုမြင်ကြလဲကစားသမားကHere we go တော့မှာကျွန်တော်တရားဆိုရင်တော့နောက်ပတ်လောက်ထဲမှာဒါမှမဟုတ်လို့ရှိရင်ဒီတောက်ကြနေဒီစနေနေ့လောက်မှာပဲတခုနည်းနည်းသတင်းထူးလေးများဖြစ်လာမလားဆိုပြီးတော့ကျွန်တော်မျှော်မှန်းနေပေါ့နော်အဲ့တော့ဒါကလည်းယုံကြည်ရတဲ့သတင်းဌာနတွေဖြစ်တဲ့အတွက်ဒီသတင်းကလည်းယုံကြည်လို့ရတယ်ပေါ့နော်ဘာပဲပြောပြောင်းရွှေ့ဆိုင်ရလဲဆွေးနွေးမှုတွေလည်းအပေါင်းလက္ခဏာလည်းဆောင်နေပြီကစားသမားနဲ့ပေါင်းလက္ခဏာဆောင်နေဒါပေမဲ့ဆွေးနွေးမှုတွေက Crystal Palace နဲ့တော့ဆွေးနွေးမှုကကွာဟနေသေးတဲ့အတိုင်းပဲပြောဆိုဆွေးနွေးမှုတော့ဆက်လုပ်နေရဆိုပြီးသိထားရပါတော့အဲ့တော့ဘယ်လိုမြင်ကြလဲဒီကစားသမားကိုခေါ်မှုနဲ့ပတ်သက်ပြီးဈေးနှုန်းရများရလို့ထင်တာဒါမှမဟုတ်လို့ရှိရင်ဒီ Crystal Palace တောင်းတဲ့ဈေးကိုပဲပေးကျင်တာပေါ့နော်လီဗာပူးပရိသတ်တွေနဲ့ဘယ်လိုမြင်ကြလဲကျွန်တော်9မှဝင်ဆွေးနွေးပြီးလို့ရပါတယ်ဒီဗီဒီယိုလေးသဘောကျရင်ဆို like and follow လုပ်ပေးဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ကျွန်တော် YouTube မှာလည်းတင်ထားပေးတဲ့အတွက် YouTube ကိုလည်းကျွန်တော် subscribe လုပ်ပေးဖို့လည်းကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်